ပုံးထဲမှာကပ်ကပ်ရှိုံနဲ့လူတိုင်းကအက်ဒီတာဖြစ်မလာဘူးဗျအများစုက split and delete ကိုတုံးတတ်တဲ့ဆိုရုံလောက်ပဲတုံးနေကြတာတကယ်တော့အဲ့ဒီ split ခလုတ်လေးတစ်ခုလေးနဲ့တင်ဗီဒီယိုတစ်ခုလုံးရဲ့ရတာကိုပြောင်းပြလို့ရတယ်ဆိုတာခင်ဗျားသိလားလိုခဲ့တဲ့နှစ်ဘက်ကကျွန်တော်စီကိုလူငယ်တယောက်ဗီဒီယိုလာပြတယ်အဲ့ဒီကအလဲရိုက်ထားတာတွေလည်းလာတယ်ဒါပေမဲ့ကြည့်ရတာပြင်းစရာကြီးဖြစ်နေတာဘာလို့လဲသိလားစကားပြောတခွန်းနဲ့တခွန်းကြားကတပြင်းချတဲ့အတန်တွေအသက်ရှူတန်တွေစဉ်းစားနေတဲ့စက္ကန့်ဝက်လောက်အတန်တိတ်နေတဲ့အပိုင်းစတွေကို तू ကခြံထားခဲ့လို့ပဲဗီဒီယိုတစ်ခုမှကြည့်နေတဲ့လူထွက်မသွားဘူးကဘိုးလေးဖြစ်တဲ့စက္ကန့်ပိုင်းလေးတွေကိုတော့ညှက်ထုတ်ပြဖို့လိုတယ်ဒီနေ့ day 1အနေနဲ့အလွယ်ဆုံးနဲ့အထီးရောက်ဆုံးနီလန်းတွေကိုစပြောမယ်ကပ်ကတ်ထဲကိုဗီဒီယိုသွင်းလိုက်ပါအတန်လိုင်းကိုသေချာကြည့်ပါလိုင်းမရှိတဲ့အတန်တိတ်နေတဲ့နေရာမှန်သမျှကို split လုပ်ပြီး delete နှိပ်ပြစကားပြောတွေကိုကတ်နေအောင်စီလိုက်ပါဒါကိုဂျန်ကတ်လို့ခေါ်တယ်ကြည့်ရတာမြန်ဆန်ပြီးစိတ်လှုပ်ရှားဖို့ကောင်းလာလိမ့်မယ်ဒီနေ့ကစပြီးခမားဗီဒီယိုတွေကအပိုစာသားနဲ့အသက်ရှူတန်တွေကိုဖြတ်ထုတ်ကြည့်ပါဒေးတူးကြရင်တော့ဗီဒီယိုကိုပို့ပြီး cinematic ဖြစ်သွားစေမဲ့ keyframe အားလုံးရဲ့လိုအပ်ချက်ကိုပြောပြမယ် follow လုပ်ထားအောင်နော်